တို့ရဲ့ကိုလေးကဘာဖြစ်လို့တနာမှာလဲဟာဒီလိုလေးခင်တွေရဲ့ဟုတ်ခင်ဗျလက်စားလေးရှိလို့နေပါဦးခင်တွေမရောက်စားဒါပါလို့မင်းကလေးတယောက်ရီးသက်သက်လောက်တာမျိုးကြုံမကြိုက်ဘူးနောက်ဆိုရင်နေတိုင်းဆင်းကြပါဟဲ့ပါစားနောက်မဖြစ်စရာပါဆရာကြီးကိုကျွန်တော်ပြောကြရရှိလို့မောင်ကောင်းထိုင်ပါဘယ်ချိန်မိမဖြေတဲ့မိကွန်းခုချိန်မှာတော့မငင်းပါနဲ့ပါလားဆရာကြီးဟီဒီယိုနဲ့ရှင်ပြိုင်တဲ့ပွဲမှာကျွန်တော်ရင်းနေလို့ရှိရင်ကျွန်တော်အသက်ပါသွားနိုင်တာမဟုတ်ဒီချိန်မှာအဖေနဲ့ပတ်သက်ပြီးပြောဖို့အချိန်တန်ပြီလို့ကျွန်တော်ထင်ပါတယ်ဆရာကြီးကောင်းပြီလေမင်းဖေနဲ့ပတ်သက်ပြီးတော့သူနဲ့ငါနောက်ဆုံးတွေ့ခဲ့တဲ့အခြေအနေထိအလုံးစုံငါပြောပြပါမယ်အဲ့ဒီနေ့ကဒီပုံစံနဲ့ဆိုငါတို့ချိန်နေမကောင်းဘူးကွာအဲ့တော့မင်းတို့အားလုံးငါ့ကိုကာပြစ်ပေးတာငါဒီကောင်နဲ့ထွက်တာပဲ